acid မိုးဟာမမျော်လင့်ပဲရွာသွန်းလာပြီးနေရာတိုင်းမှာရှုပ်ထွေးမှုတွေဖြစ်ပေါ်ခဲ့ပါတယ် acid တွေလမ်းတွေပေါ်စီးကျလာပြီးအရာအလုံးအကြီးပြောလာပါတယ်ကားတွေတော့တိုက်စားမှုကိုမခံနိုင်တော့ပဲလေကမန်တွေကလည်း acid မိုးကြောင့်အဆက်မပြတ်အကြီးပြောနေပါတယ်ကလေးတယောက်ကနေကအမိုးကနေအပြင်ကိုကြည့်နေပါတယ်သူ့မိဘတွေဖဲမှာရှိနေလေဆိုတာသူမသိပေမဲ့ acid မိုးကတော့မရက်ပါဘူးလူတွေကကားပေါ်ကဆင်းပြီးနေရာတိုင်းမှာခိုးလုံးရရှာနေကြပါတယ်လမ်းတွေကမရဲလို့ဖြစ်သွားပါတယ်နောက်ဆုံးတော့မိုးရက်သွားပါတယ်လူတယောက်က acid မိုးကိုရှောင်ဖို့ဇနီးနဲ့ကလေးတွေနဲ့မော်တော်ဆိုင်ကယ်စီးလာပြီးလမ်းမရှာဘူးမော်တော်ဆိုင်ကယ်ကအလုံးအကျုံတင်ဆောင်ထားတာကြောင့်အင်ဂျင်ပြတ်သွားပါတယ်မိုးပေတော့ထိုက်သွားမလဲဆိုတာဘယ်သူမှမသိတာကြောင့်မော်တော်ဆိုင်ကယ်ကိုထားခဲ့ပြီးဆက်လျှောက်ကြပါတယ်ဥထုပ်တလုံးကိုကလေးရဲ့ခေါင်းပေါ်မှာဆောင်းပေးလိုက်ပါတယ်။မောင်မိုက်တဲ့မိုးတွေပြန်စုပေါ်လာပါတယ်။ယောက်ျားကသူ့မိသားစုကိုတော်လေးခေါ်ပါပါတယ်။အချိန်တော်ကြာပြီးတဲ့နောက်ဇနီးဒီမောပန်နွမ်းနေစွာမိပြီးကိုလေးချသွားပါတယ်။ယောက်ျားကကူညီဖို့မတက်ဘူးဇနီးကိုစပ်သွားခိုင်းခဲ့ပါတယ်။တော်ထဲမှာလမ်းလျှောက်ပြီးကလေးကရေးစားလာခဲ့ပါတယ်။ထို့သူဒီရက်လိုက်ပြီးသူဤနောက်ဆုံးလက်ကျန်ကြီးကိုကလေးကိုတိုက်လိုက်ပါတယ်။သူဤဇနီးနဲ့တားနဲ့အတူခိုးလုံရာတို့ရောက်လာတဲ့အခါလူများကအထဲဝင်ခွင့်ပြုရန်တောင်းပန်ကြတော့လေကင်းသမားကနေရာမရှိကြောင်းပြောခဲ့ပါတယ်။ထို့အချိန်တွင်ရုတ်တရက်တနတ်တန်များကြားလိုက်ရပြီးလူအုပ်ကြီးလူစုကွဲသွားခဲ့ပါတယ်။ကောင်လေးဒီရီစာလာကမြေပြင်ပေါ်သို့လေးကျသွားခဲ့ပါတယ်။ထို့သူဒီမြေကြီးပေါ်မှာပလတ်စတစ်ပလင်းတစ်လုံးကိုကောက်ယူကမင်းအရင်တော့ငါရေသွားယူပြီးမယ်။ကိုပြောကတယောက်တည်းထွက်လာခဲ့ပါတယ်။နောက်ဆုံးတွင်သူဒီအိမ်တစ်လုံးကိုရှာတွေ့ပြီးအတင်းဝင်ကရေပိုက်ကောင်းမှရေဖြင့်ပလင်းကိုချိလိုက်ပါတယ်။အဲ့ဒီအချိန်မှာတနက်ကင်ထားတဲ့လူတယောက်ပေါ်လာပါတယ်။ငါရေပဲလို့ကိုထို့သူကတုံကြီးစွာပြောခဲ့ပါတယ်။သူဒီမိသားစုဒီဇလန်ကိုပြောပြပြီးနောက်အိမ်ပိုင်ရှင်ကမြေအောက်ခန်းတွင်နေရာတစ်ခုပေးခဲ့ပါတယ်။သို့တော့လူတစ်ယောက်စားပါရခဲ့ပါတယ်။သူနေမေးဆိုရင်အသက်ရှင်ဖြစ်တော်တယ်။သူမိသားစုကသူ့ကိုအပြင်ဘက်တွင်စောင့်နေစေပါ။တဖြည်းဖြည်းမိုးတင်များနီးကပ်လာကရုတ်တရက်ကောင်လေးကတူတူကိုချုပ်ပြီးဖိဖိကိုဘာလို့မတွေ့တာလဲလို့ပြောလိုက်ပါတယ်။အမေနဲ့သားကတယောက်ကိုတယောက်တင်းကျပ်စွာဖတ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲယောက်ျားကပြန်ရောက်လာကတားဖြစ်သူကိုဥတုဆောင်ပြီးတိုးလေးကိုခေါ်သွားခဲ့ပါတယ်။လမ်းမှာတပ်တူပြတစ်ချက်ကိုရှာတွေ့ပြီးမိုးရွာတာကနေကာခွေဖို့သူတို့အပေါ်ကိုဆောင်းပေးလိုက်ပါတယ်။မိုးကတူးသေးလာခဲ့ပါတယ်။သူတို့ရဲ့အကြီးပြားကိုတူးလောင်လာပြီးမိုးကမရက်ခဲ့ပါဘူး။သူအရှိကိုရှင်းရှင်းလင်းလင်းမမြင်ရပြီးစက်သွားနေကြကကူတကူကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးထွက်တဲ့နဲ့သူ့မိသားစုကိုဂူထဲပို့ပေးခဲ့ပြီးမြေကြီးပေါ်လဲကျသွားခဲ့ပါတယ်။အမျိုးသမီးကမီးလောင်နေတဲ့အဝတ်အစားတွေကိုချွတ်ပြီးအားဖြစ်သူကိုတင်းကျပ်စွာဖတ်ပြီးကျေလောင်စွာငိုကြွေးလိုက်ပါတယ်။ဒါပေမဲ့ဘူနန်ရန်တွေကနေအဆစ်တွေဆင့်ထွက်လာပါတယ်။အမေကကောင်လေးကိုရှေ့ကိုတွန်းပို့လိုက်ပါတယ်။ကူကပြိုကျတော့မှမလို့အားဖြစ်သူအတွက်နေရာလွတ်ပေးဖို့သူမရဲ့ခန္ဓာကိုယ်ကိုဘူနန်ရန်မှာကတ်ထားလိုက်ပါတယ်။ကူကပြိုကျသွားတဲ့ကမိခင်ကိုအထဲမှာပြုတ်နှံလိုက်တယ်လို့ဖြစ်သွားပါတယ်။ကောင်လေးကအပေါ်ကိုတက်သွားပြီးနောက်ဆုံးတော့မိုးရက်သွားခဲ့ပါတယ်။သူ့ရှိမှာဘာမှမရှိတော့ပဲပျက်စီးနေတာရှိပါတယ်။အခုတော့သူ့မိဘတွေမရှိပဲကောင်လေးတယောက်တည်းပဲလို့ရှင်းတတ်နိုင်ပါတယ်